မနေ့ကလေ hash umra ဓမ္မတွေအတွက်ဆိုရင်ဗီဒီယိုတင်လိုက်တဲ့ပုံမှာလာပြီးမေးကြတယ်မွဟင်းကားတို့အုံတို့ခောက်ဆွဲတို့မရဘူးလားဆိုရှားပါတယ်နော်ဒီလိုမိလေးဆက်မွဟင်းကားရှိမယ်တော့ဝမ်းမွဟင်းကားလေးတွေရှိမယ်အုံတို့ခောက်ဆွဲရှိမယ်စက်သားကြစံအနှစ်ထုတ်လေးရှိမယ်နော်ဒါလေးတွေကလုံးဝမွဟင်းကားအနှစ်ထုတ်လေးတွေအုံတို့ခောက်ဆွဲအနှစ်ထုတ်လေးတွေပါစက်သားကြစံအနှစ်ထုတ်လေးကတော့အထက်မှာကြစံအစအကုန်ပါပြီးသားပါနော်ချက်ပြီးအတင်စားရုံပါပဲဒါလေးတွေကတော့ဟင်းရည်အတွက်အတင်စားလေးပါအဲ့ဒါဆိုလို့ရှိရင်မုံဖက်6တင်မရှိဘူးလားမေးကြလို့မုံဖက်6ဆိုလို့ရှိရင်ဒီလိုမုံဖက်6ရှိပါတယ်ခောက်ဆွဲအတွက်အုံတို့ခောက်ဆွဲအတွက်ဆိုလို့ရှိရင်လည်းဒီလိုခောက်ဆွဲလေးရှိပါတယ်နော်နောက်ထပ်ကဟိုမှာကြော်စားချင်တယ်ဆိုလွယ်လွယ်ကူကူနဲ့ကြော်စားလို့ရတဲ့ဗျာကြော်အနှစ်မုံလေးတွေရှိမယ်မပဲအနှစ်မုံလေးတွေရှိမယ်တူရှိအနှစ်မုံလေးလည်းရှိပါတယ်ရှင်နောက်ထပ်မေးနေကြတဲ့မဲသမားတွေပေါ့နော်မဲသမားတွေဆိုလို့ရှိရင်အကုန်လုံးဒီကနေတခါတည်းအစင်တည်းယူသွားပါနော်တချို့လေအေးချင်းနေရကြတော့စားဖို့တောက်ဖို့အစင်ပြေပေမဲ့အစင်မပြေတာခဏခဏကြားနေရလို့အခုလိုပြောပြတာပါရှင်ဒီမှာဆိုလို့ရှိရင်ဟင်းချက်ဖို့ဆိုလို့ရှိရင်လေဒီလိုဟင်းချက်အနစ်မုတ်လေးတွေအစင်တည်းရှိထားတယ်ဂျင်းမုတ်ကြက်တွန်ဖြူမုတ်ကြက်တွန်ညီမုတ်ကအစစင်တည်းရှိထားတယ်နော်မဆလာစနွင်းတွေမဆလာတွေစနွင်းငရုတ်တီမောက်အကုန်လုံးရှိပါတယ်စပလင်မုံကအစားရှိပါတယ်เนาะလက်ဖက်တို့နဲ့ပြန်ကြော်တို့လည်းဆိုင်မှာအသင်းရှိထားပါတယ်ရှင်အားပေးလို့ရပါတယ်เนาะဟက်ရှ်သွားမယ်ဆိုလို့ရှိရင်ဗာလီတွေလိုအပ်လဲစားတောက်ဖို့ဗာလီယူသွားရမလဲဆိုလို့ရှိရင်ဆိုင်မှာလာမေးလို့ရပါတယ်ရှင်အဆင်ပြေအောင်အကုန်လုံးလုပ်ပေးပါတယ်เนาะဟင်းချက်ဘူးလေးတွေချက်ထားတဲ့ဟင်းဘူးလေးတွေဆိုလို့ရှိရင်ဒီမနီရှိစီအားဆိုလို့ရှိရင်လေသူကပကီးချင်းလေးလာတယ်အထဲမှာဆိုလို့ရှိရင်လေလေးစုပ်အိတ်နဲ့ထပ်ပိတ်ပြီးထားတာဖြစ်တဲ့အတွက်စီယိုမှာဖိတ်မှာလုံးဝစိတ်မပူရဘူးအေးအေးဆေးဆေးတည်သွားလို့ရပါတယ်เนาะစိတ်ချလက်ချနဲ့တည်သွားလို့ရပါတယ်နောက်တစ်ခရမ်းချင်းကြီးဆိုလို့ရှိရင်လည်းဒီလိုအနှစ်လောက်ပြီးသားလေးတွေအစင်တစ်ရှိထားပါတယ်เนาะဒါလေးဆိုလို့ရှိရင်လုံးဝအစင်တစ်စားရုံပါပဲရှင်နောက်ထပ်ပဲဟင်းအနှစ်လေးဆိုဒီလိုပဲဟင်းလေးယူသွားလာအရန်ကိုအစင်ပြေရနော်ဒီဟာလေးတွေကိုဆိုလို့ရှိရင်လေလက်ကစ်ထဲမှာထည့်သွားလို့ရှိရင်အရန်အစင်ပြေရဟန်ကဲရီထဲမှာဆိုလို့ရှိရင်အစင်မပြေတော့ပါဘူးရှင်နောက်ထပ်လေခောက်ဆွဲလေးဆိုလို့ရှိရင်လည်းလေရှမ်းခောက်ဆွဲကြိုက်တဲ့လူတွေဆိုရင်လေဒီရှမ်းခောက်ဆွဲတူဖူးနွေးလေးယူသွားလို့ရပါတယ်စီတက်ခောက်ဆွဲလေးတွေလည်းရှိပါတယ်နော်အဓိကမဲဟာကြီးတမားလေးဆိုလို့ရှိရင်เนาะအစားတောက်လေးတွေအစုံလင်ယူသွားပါခိုးရအောင်ဒုက္ခမရောက်တော့ဘူးပေါ့เนาะကိုယ့်စီမှာစားစရာလေးတွေအစင်တစ်ရှိထားတယ်ဆိုလို့ရှိရင်အစားတောက်တော့မပူရတော့ဘူးခင်းဆိုလို့ရှိရင်လည်းအချောက်ချန်ကြိုက်တဲ့လူတွေဆိုလို့ရှိရင်လည်းဒီလိုအမဲ6လေးတွေ2000နန်းကနေစပြီးတော့အစုံရှိပါတယ်เนาะ1000ကျော်တန်ထိရှိပါတယ်ဒါလေးဆိုရင်လေစုပ်အိတ်နဲ့တေချာပိတ်ပေးထားတဲ့အတွက်အရန်ကိုအဆင်ပြေပါတယ်เนาะကပတ်လုံးဆိုလို့ရှိရင်ကပတ်လုံးဟိုမှာဝယ်စားတာထက်စားလို့ရှိရင်